ကတော့ကျွန်တော်တို့ဒီကာလကတော့ခက်ခဲပင်ပန်းမှုတွေအများကြီးရှိရဆိုတော့လေမျောလင်းချက်ကိုဘယ်တော့မှလက်မလွတ်ဖို့ပေါ့ဒါကတော့ကျွန်တော်တို့ကိုယ်တိုင်လည်းဒီလိုပါမျောလင်းချက်ကိုအများကြီးရှာဖွေနေရတယ်ပေါ့နော်အဲ့တော့လူတစ်ယောက်ကမျောလင်းချက်မရှိတော့ဘူးဆိုတဲ့အချိန်ကြာလို့ရှိရင်ဘာမှဆက်ပြီးတော့မလုပ်ချင်တော့ဘူးနောက်ဆုံးကိုတကူလုပ်ဖို့အထိပါစဉ်းစားမိသွားတတ်တယ်လေနော်ဒါကြောင့်ဘယ်လိုအချိန်တွေမှာပဲဖြစ်ဖြစ်မျောလင်းချက်ကိုလက်မလွတ်နဲ့မျောလင်းချက်ဆိုတဲ့နေရာမှာလည်းကိုယ့်ရဲ့လုပ်ရက်တင်လည်းစိုက်တာပေါ့လေနော်အဲ့တော့ကိုယ့်ဘက်ကအကောင်းဆုံးဖြစ်အောင်ကြိုးစားနေမယ်ဆိုရင်တနေ့မှာကောင်းတဲ့ရလဒ်တွေရလာမှာပါဆိုတော့မျောလင်းချက်ကိုဆွဲကင်ထားပြီးတော့ကိုရောက်ရှိနေတဲ့နေရာကိုလုပ်နေတဲ့အလုပ်ကိုအကောင်းဆုံးဖြစ်အောင်လုပ်အကောင်းဆုံးဖြစ်အောင်ရှင်သန်ပေါ့နော်ဒါကတော့ကျွန်တော်ကိုယ်တိုင်လည်းကျင့်သုံးနေတဲ့ဘဝနေလေးတစ်ခုဖြစ်တဲ့အတွက်ဒါလေးကိုဒီနေ့မှာလက်ဆင့်ကမ်းမျှဝေလိုက်ရပါတယ်ဟုတ်ကျေးဇူးပါစိတ်ချမ်းသာဖို့အတွက်ဆိုရင်ပေါ့နော်ကျွန်တော်တို့ကဒီအခြေအနေတွေကိုအပြစ်တင်ကြတယ်ပေါ့နော်ဒီလိုအခြေအနေတွေကြောင့်ငါတို့စိတ်အဆင်မပြေဘူးပေါ့ဒါလည်းထိုက်တဲ့လောက်မှန်တယ်ပေါ့လေနော်နောက်တစ်ခါကျတော့စိတ်အဆင်ပြေဖို့နီးလန်းတွေကိုကျွန်တော်ရှာဖွေကြရတယ်ပေါ့နော်ဒါပေမဲ့မေ့နေရတခုကပါလဲဆိုတော့ကျွန်တော်ရုပ်နဲ့စိတ်နဲ့ဆက်ဆက်မှုရှိတယ်အဲ့တော့ရုပ်ခန္ဓာကိုယ်နေမကောင်းဖြစ်ရင်လည်းစိတ်အဆင်မပြေဘူးအဲ့လိုပဲစိတ်ကအဆင်မပြေဘူးဆိုလို့ရှိရင်လည်းရုပ်ခန္ဓာကိုယ်မှာယောဂတွေရတယ်လို့ကျွန်တော်တို့ခန္ဓာကိုယ်ကကောင်းတဲ့ကိစ္စတွေမလုပ်ချင်တော့ဘူးပေါ့နော်ဟိုမှာကိုလက်လှူရှားလို့ဆိုမလုပ်ချင်တော့ဘူးအဲ့တော့စိတ်ထွက်ပေါက်အနေနဲ့ရက်တွေမှုရစေးတွေသုံးမိတယ်နော်လိန်ကိစ္စတွေကျွန်တော်တို့လုံးမိတယ်နော် social media တွေသုံးမိတယ်ဒီလိုမျိုးတွေဖြစ်လာတော့ဖြစ်လာတဲ့အတွက်ကျွန်တော်ကတော့ဒီကာလမှာစိတ်ပန်းဆိုင်ရာကျန်းမာဖို့ဆိုရင်ရုပ်ခန္ဓာကိုယ်ကနေစစေချင်တယ်ပေါ့ဆိုလိုတာကိုယ့်ရဲ့လူနေမှုပုံစံကိုစိတ်ပျော်သည်ဖြစ်စေမပျော်သည်ဖြစ်စေကျမ်းမာရေးနဲ့ညီညွတ်တဲ့လူနေမှုပုံစံဖြစ်အောင်ထားမယ်နောက်ကိုလက်လှူရှားလုပ်မယ်စာဖတ်မယ်ကိုလှုပ်ရှားရှိတဲ့အလုပ်တွေကိုလုပ်မယ်တကွေတန်ရှင်းရေး ဆိုင်မယ်အိမ်တန်ရှင်းရေးတွေအခန်းတန်ရှင်းရေးအကြောင်းတန်ရှင်းရေးတွေစသဖြင့်လုပ်မယ်ဆိုလို့ရှိရင်ပျော်တဲ့ခံစားချက်တော့မရဘူးဒါပေမဲ့ negative emotions တွေတော့ short ရော့ကျသွားမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တိုက်တွန်းချင်တာကတော့စိတ်ပျော်ခြင်းရုပ်ခန္ဓာကိုယ်ကနေစပါကိုနေတဲ့တူကလုပ်တဲ့အလုပ်တွေကိုမှန်အောင်လုပ်ပါဒါဆိုရင်မကြည်လင်နေတဲ့စိတ်တွေကြည်လင်သွားမှာဖြစ်တယ်ဆိုတာလေးကိုပြောချင်ပါတယ်ဟုတ်